အဲ့တိုင်းလေးထိုးလာပြီးတော့လို့ရှိရင်ဒီမှာဘလောက်မဆွဲပဲနဲ့เนาะမဆွဲထားပဲနဲ့ချီကိုထိုးလာတဲ့အတန်းလေးကစုပေါင်း18လက်မလောက်ပဲရှိမယ်18လက်မကိုဆွဲလိုက်လို့ရှိရင်အနည်းဆုံး22လက်မခွဲ23လက်မလောက်ထိရောက်သွားတယ်ဆွဲလိုက်လို့ရှိရင်ဒါကကြတော့ကောင်းတဲ့ကွက်တီပဲဆိုတော့ဒီ18လက်မမှာပဲတော်လိုက်တော့မဆိုမတရားကြီးသွားလို့ရှိရင်ချောင်းကြီးဖြစ်နေမှာဆိုလို့ဒါတော့မှတော်တော်လေးနည်းနည်းလေးချောင်းနေဆိုတော့လေပုံမှန်ကောင်းဆိုင်တွေဆိုလို့ရှိရင်လည်းအဲ့လို19လက်မှာအလွန်ဆုံးလက်မ20လောက်ထိပဲထိုးပေါ့နော်အခုဒီလောက်ထိထိုးပြီးသွားလို့ရှိရင်ဒီအစုံလေးနှစ်ခုကိုဆက်နီးလေးပြပေးမယ်နော်ဒီအပြားလေးနှစ်ခုကိုဆက်မယ်ဆိုလို့ရှိရင်ကိုလူချင်းနဲ့အလှဘက်ချင်းချင်းဒီလိုလေးထပ်လိုက်မယ်နော်ထပ်လိုက်ပြီးလို့ရှိရင်ဒီမဲ့နောက်ဆုံးသက်ထားတဲ့နော်ဟာလေးမှာချီအကလေးကိုထိုးလိုက်မယ်ထိုးပြီးတော့လို့ရှိရင်ဒီအပေါက်ထဲမှာဒီပထမဆုံးဒီအပေါက်ထဲမှာအကလေးကိုထိုးပြီးတော့လို့ရှိရင်ဒီဘက်ကဆက်မဲ့အပြားလေးရဲ့ပထမဆုံးပေါက်လေးထဲမှာထိုးပြီးတော့လို့ရှိရင်ဒီမှာခြေစာလေးကိုလမ်းဆွဲမယ်နော်ခြေစာလေးကိုလမ်းဆွဲမယ်ဆွဲပြီးရင်တိုင်တူလေးထိုးပြီးရင်နောက်တစ်ပေါက်မှာထိုးဟိုဘက်အချမ်းရဲ့ပေါက်မှာလည်းလမ်းထိုးပြီးတော့ဒီမှာတိုင်တူလေးထိုးနောက်ပြီးရင်ဒီမှာထိုးဟိုဘက်ကိုလမ်းထိုးနော်အဲ့လိုမျိုးလေးတိုင်တူလေးထိုးရမယ်နော်တို့နှစ်ဆပူးပြီးတော့တိုင်တူလေးထိုးမယ်နော်နှစ်ဆပူးပြီးတော့ရွေးချမ်းနဲ့ရေးကပ်ပြီးတော့ဒီမှာပေါက်ထဲကိုထည့်မယ်ထည့်ပြီးတော့ရင်နောက်ထပ်ဒီဘက်ကပေါက်ထဲကိုထည့်ပြီးတော့ခြေစားအောင်ဆွဲပြီးမယ်တိုင်တူလေးထိုးမယ်အဲ့လိုမျိုးဒီအဆုံးထီကိုတိုင်တူလေးတွေထိုးခဲ့လိုက်နော်ဒီအဆုံးထီဒီမဲ့တိုင်တူလေးထိုးလိုက်ပြီနော်ဒီအဆုံးထီတိုင်တူလေးထိုးပြီးတော့လို့ရှိရင်ထုံမီတစ်ချက်လေးထိုးပြီးရင်ကျိုးစာကိုရှည်လေးတော်တော်ရှည်လေးเนาะကျိုးစာကိုရှည်လေးဖြတ်လိုက်မယ်ဖြတ်ပြီးတော့ရင်ခြေစာလေးကိုဒီမှာတစ်ခါလဲဆွဲထုတ်လိုက်မယ်เนาะခြေစာလေးဆွဲထုတ်လိုက်မယ်เนาะအဲ့ဒါဆိုဖြတ်ထားတဲ့ကျိုးစာလေးကိုဒီမှာချုပ်မယ်เนาะဒီချုပ်အဲ့လေးထဲမှာထည့်လိုက်မယ်เนาะထည့်ပြီးတော့လို့ရှိရင်ဒီမှာเนาะချုပ်တာဒီကခုနလေးကထိုးခဲ့တဲ့ဆက်ထားတဲ့အတိုင်းလေးเนาะအဲ့ဒါရဲ့ဒီအဖျားဆုံးမှာเนาะအသက်မှတ်ချက်တော့မရှိဘူးเนาะရှုံရမှာဆိုတော့ကိုယ်အဆင်ပြေတယ်လို့လေနဲ့တွေ့အကျမတ်ဒီချုပ်ကလေးနဲ့ဒီလိုမျိုးလေးလိုက်ထိုးမယ်เนาะသက်မှတ်ချက်တော့မရှိဘူးเนาะအတိုင်းတာလည်းမရှိဘူးကိုဒီမဲ့ထိုးလို့အဆင်ပြေမဲ့ပုံစံလေးနဲ့ထိုးသွားလိုက်မယ်เนาะအဲ့လိုမျိုးလေးထိုးသွားမယ်နော်ဒီလိုမျိုးလေးထိုးမယ်ထိုးပြီးရင်အဆုံးထိထိုးသွားမယ်နော်ချီအယောင်လေးရကြတယောင်နဲ့ထိုးရမယ်လို့မဟုတ်ဘူးနော်ကိုကြိုက်တဲ့အယောင်လေးကြိုက်တဲ့2ယောင်လဲဆက်လို့ရတယ်လို့3-4အောင်ကိုကြိုက်တယ်လို့အယောင်လေးဆက်ပြီးတော့လည်းထိုးလို့ရတယ်နော်ဒါကကြတော့ထိုးနေနဲ့အယောင်ဆက်နေနဲ့အယောင်မလောက်တိုင်လည်းဖြစ်နိုင်တယ်နော်အဲကြလို့ရှိရင်ကိုလှမယ်ထင်တယ်လို့လေအဆင်ပြေတယ်လို့လေးလုပ်လို့ရတယ်နော်ချီထိုးရမှာတော့အရင်ကြီးအယောင်တက်မှတ်ချက်တွေပါရတော့မရှိပါဘူးကိုလှတယ်လို့လေအဆင်ပြေတယ်လို့လေးထိုးလို့ရတယ်နော်ဒါတွေအကုန်လုံးကတိုင်တုံနဲ့ပဲထိုးထားတာနော်တိုင်ရှည်နဲ့လဲထိုးလို့မရဘူးလားဆိုတော့ထိုးလို့ရတယ်တချို့ကကြအရင်ကြီးထူကြီးမကြိုက်ဘူးအရင်ကြီးထူတဲ့အရင်နုံကြီးမကြိုက်ဘူးဆိုလို့ရှိရင်နော်တိုင်ရှည်လေးနဲ့အခုထိုးတဲ့နေ့တိုင်းပဲတိုင်ရှည်လေးနဲ့တိုင်တူအစားတိုင်ရှည်လေးနဲ့ထိုးသွားလို့လည်းရတယ်နော်အခုဒီမှာချုပ်အပ်လေးနဲ့ဒီအပေါက်လေးမှာဒီမဲ့နောက်ဆုံးနေရာကိုဒီမဲ့ရောက်လာပြီနော်နောက်ဆုံးနေရာကိုဒီမဲ့ရောက်လာပြီဆိုလို့ရှိရင်နောက်ဆုံးနေရာကိုရောက်လာပြီဒီမဲ့ချုပ်ထည့်ခဲ့ရနော်နောက်ဆုံးနေရာကိုရောက်လာရင်ဒီကျိုးစာလေးကိုမျိုးဆွဲလိုက်မယ်နော်ဒီမဲ့နော်ကျိုးစာလေးကိုဒီလိုမျိုးဒီချာလေးကိုဆွဲပေါ့နော်ရှုံလာလှလေးဖြစ်သွားအောင်ဒီချာလေးဒီလိုမျိုးလေးဆွဲ
ဒီမှာပြန်ကြည့်ပြီးလို့ရှိရင်ဒီဟာလေးကိုဆွဲမယ်နော်ပြီးရင်ဒီလိုလေးဆွဲမယ်ဒီလိုနေရာလေးမှာဖြောင်းနေတယ်နော်ဖြောင်းနေရတယ်ဆိုလို့ရှိရင်ဒီဘက်ကဟာလေးကိုဒီလိုမျိုးလေးဒီဘက်ကိုဆွဲပြီးတော့ဒီလိုလေးရှုံရှုံသွားမယ်ပြီးရင်ဒီကျိုးစာလေးကိုတစ်ခါထပ်ဆွဲလိုက်ဘယ်နေရာမှာချောင်းနေအောင်တစ်ချက်ကြည့်လိုက်နော်ပြီးရင်ဒီလိုမျိုးလေးတွေဘေးတစ်ချက်ကိုတိုးပြီးတော့ဆွဲသွားပေးလိုက်ပြီးရင်ဒီကျိုးစာလေးကိုတစ်ခါထပ်ဆွဲဒီမဲ့ဒီနေရာလေးမှာဒီလိုလုံးလို့ရှုံရှုံလေးရအောင်ဆွဲမယ်နော်ဆွဲပြီးသွားလို့ရှိရင်ဒီလိုလေးရှုံရှုံလေးဒီနေရာလေးမှာရှုံရှုံလေးဒီလိုလေးဖြစ်သွားပြီနော်ဒီနေရာလေးမှာရှုံရှုံလေးဖြစ်သွားပြီဆိုလို့ရှိရင်ကိုင်းထားလိုက်နော်ရမ်းပြီးမတော့ကိုင်းထားပြီးတော့ဒီမဲ့ခုနကပိုတဲ့ချီလေးနဲ့ဒီချာလေးနောက်ထပ်လိုက်တုပ်ပြီးတော့ချုပ်လိုက်ပေါ့နော်ချုပ်လိုက်မယ်နော်